ကျွန်တော်မဲ့ခွန်စောထက်အောင်ပါ top and ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီဗီဒီယိုကိုတော့ကျွန်တော်အပိုင်း1နဲ့3ဆိုပြီးတော့လုပ်ပေးဖို့ရှိပါတယ်ဗီဒီယိုကအရန်ကိုခြေပြီးတော့အဲ့လိုပိုင်းမှရမှာပါဆိုတော့အားလုံးပဲအစင်သစ်ဖြစ်ပြီဆိုရင်တော့စလိုက်ကြရအောင်ဒီ YouTuber တရေပန်းမို့ဆိုလို့ခေါ်တယ်ဒီမို့ဆိုဟာဒီတောနဲ့ကြီးတဲ့ကအစွန်ပြစ်ထားတဲ့အိမ်မှာနတ်ဆိုးတကောင်အယုတ်နဲ့ပိတ်လောင်ခံထားရတယ်လို့ပြောတယ်ဗောနော်အဆိုတော့တင်ကအဲ့ဒီမှာတညအိပ်ပြီးတော့အဲ့ဒီနတ်ဆိုးတွေနဲ့မေခွန်းလေးတွေမေးမယ်ဗောနော်အဲ့ဒါနဲ့တင်ကလည်းအဲ့ဒီအင်ကိုတွားရောက်ခဲ့ပြီးတော့ကင်မရာတွေတရေဖန်းဆက်တွေနဲ့ဒီလိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးတက်ဆင်လိုက်တယ်ဗောနော်တက်ဆင်ပြီးတဲ့အခါမှာဒီတင်ကခဏလောက်ပဲအိတ်နေချိန်မှာဒီသူ့ရဲ့ဝိညာဉ်တစ်တာကနေအတန်တစ်ခုထွက်လာခဲ့တယ်ဗောနော်မင်းဒီမှာအိတ်မနေနဲ့တော့ဆိုပြီးНе спи здесь больше. Что это? Или похоже на ту куклу, которую я выпустил в другом доме. Но над той куклой я провел обряд, запечатал ее в цепи и утопил в болоте. Почему ты так долго возвращался? တင်ကလည်းမေခွန်းလေးတွေစာမေးလိုက်ပါတယ်အချက်ပေးတန်ကခဏပြတ်သွားပြီးတော့မကြာလိုက်ပါဘူးအချက်ပေးတန်ကပြန်မီလာခဲ့တယ်ဗောနော်အဲ့ဒါနဲ့တင်ကလည်းမေခွန်းလေးတွေပြန်မေးလိုက်တယ်ဗောနော် Скажи мне, это ты послал мне эти сны? Зачем? Затем, чтобы снова тебя увидеть и больше никогда тебя не покидать, пока я не выпью тебя до последней капли, пока ты спишь, я заберу всю твою силу, где бы ты ни был, до самой твоей скорой смерти. Я всегда буду с тобой. မင်းအိတ်နေတော့မင်းရဲ့စွမ်းအားတွေအကုန်ယူမယ်မင်းပဲသွားမင်းမသိမချင်းငါမင်းနဲ့အတူရှိနေမယ်လို့ပြောလိုက်တော့တင်ကဒါသူ့ကိုတမင်ရှင်းချောက်တယ်ထင်ပြီးတော့အိမ်အပြင်ကိုထွက်ကြည့်လိုက်တယ်ဗောနော်သူအိမ်အပြင်ရောက်သွားတဲ့အခါမှာလေဒီအချက်ပေးတန်ကမြင်နေတော့ပဲဗောနော်အဲ့ဒါနဲ့နောက်ထပ်ဝေးထပ်သွားကြည့်လိုက်တယ်ဗောနော်ချက်ပေးတန်ကလေမြင်နေတော့ပဲဗောနော် всегда буянную стою. Твою мать.
что он говорит правду.